အားလုံးပဲမင်္ဂလာပါ Arsenal J Channel Match Preview Season 4ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ပြန်17နာရီပေါ့နော်တနင်္ဂနွေနေ့ည17နာရီအချိန်မှာတော့ကျွန်တော်တို့ Arsenal အသင်းကတမိုင်းဝင်ပြိုင်ပွဲဖြစ်တဲ့ Man U အသင်းကိုအဝေးကွင်းသွားရောက်ရှင်ပြိုင်ကစားရမယ်ဒီပွဲဒီကျွန်တော်တို့ Premier League ရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲလို့လည်းပြောလို့ရတယ်fan base အတောင်ဆုံးအသင်းနဲ့တင်တွေ့ဆုံမှုပေါ့နော် Man U အသင်းရဲ့လက်ရှိအခြေအနေ Arsenal အသင်းရဲ့လက်ရှိအခြေအနေဘလို့ဖြစ်နေပါစီသူတို့နှစ်သင်းရဲ့တွေ့ဆုံမှုဒီအမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်လေးရှိတယ်သူတို့နှစ်သင်းတွေ့ဆုံမှုတွေတွေ့ဆုံတဲ့ပွဲတိုင်းကလည်းကြီးကောင်းလေးရှိတယ်ပေါ့နော်အဲ့တော့ဒီနှစ်သင်းရဲ့ head to head အခြေအနေကလည်းအများကြီးတော့မကွာခြားဘူးပေါ့နော် Man U သင်းက14ပွဲနိုင်တယ် Arsenal သင်းက73ပွဲနိုင်ထားတယ်တရီ10ပွဲကျထားတယ်နောက်ဆုံးတွေ့ဆုံခဲ့တဲ့ FA Cup မှာတော့ Man U သင်းက penalty နဲ့အနိုင်ရရှိထားတယ်အဲ့တော့ Arsenal သင်းကနောက်ပိုင်းပွဲစဉ်တွေမှာတော့ Man U သင်းကိုအသာစီးရယူထားနိုင်တာတွေ့ရတယ်။သို့တော့ကျွန်တော်တို့ Man U နဲ့ Arsenal ရဲ့ပြိုင်ပွဲတိုင်းဒီကျွန်တော်ပြောသလိုပဲအမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်လေးရှိတယ်။ဒီပွဲမှာလည်းပဲ Old Trafford မှာတွားကန်ရတဲ့ပွဲဖြစ်နေလို့ကိုဒီပွဲဒီခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာအောင်မှာတော့အသေးချပဲ။သူတို့နှစ်သင်းရဲ့လက်ရှိ form ကတော့မြင်တဲ့အတိုင်းပဲနှစ်သင်းလုံးကတရေတွေနိုင်ပွဲတွေရှုံးပွဲတွေနဲ့ဒီလိုတက်လက်စီတွားနေတယ်ပေါ့နော်။အဲ့မှာကျွန်တော်တို့Arsenal အသင်းက PSV နဲ့ပွဲမှာကမ်ဘက်ဖြစ်လာသလို Real Sociedad နဲ့ပွဲမှာ Man U အသင်းရဲ့ကစားဟန်တွေတော်တော်လေးကိုမှကောင်းတယ်။အဲ့တော့ Man U အသင်းကိုရရှိဖို့ရုန်းကန်နေရတဲ့အပိုင်းလေးရှိတယ်ပေါ့နော်။သူတို့စီရဲ့ကစားသမားတချို့ရဲ့တကူကောင်းဆန်မှုတွေအနေချင်းသူတို့ရဲ့ဘယ်လိုပြောရမလဲတကူတော်ဆော့ခြင်းနဲ့စိတ်ထားတွေကြောင့်သူတို့ကိုရရှိဖို့ခက်ခဲနေရဆိုသည့်တိုင်အောင်ကစားကွက်ကောင်းမွန်လာတာတော့လုံးဝညှင်းဆန်လို့မရဘူး။ပြီးတော့ Arsenal ကအခုဒီယာဒီမှာပေါ့နော်Premier League flag ကလက်လွတ်လိုက်ရပြီလို့ပြောလို့ရတယ်ကျွန်တော်တို့ရဲ့Man U legend ဖြစ်တဲ့ Gary Neville တို့ဘာတို့ကဒီပွဲမှာအဆုံးသတ်ပေးမယ်ဘာညာပြောမယ်ကျွန်တော်ပြောသလိုပဲ Arsenal ကအဆုံးသတ်เสียမလို့တော့ဘူးပေါ့နော် West Ham နဲ့ပွဲမှာတွေကသူတို့ရဲ့ Premier League လမ်းကြောင်းကပြီးဆုံးသွားပြီသူတို့သင်္ချာနီးရတွက်လို့ဘလို့ပဲရမယ်လို့ Arteta ပြောအဲ့ဒါရှောက်ပြောနေတာဘလို့မှ Arsenal အသင်းဒီနှစ်မှာ Premier League ရနိုင်ချေလုံးဝမရှိဘူးဇယားအချိန်လေးရပြောမယ်ဆိုရင်ကျွန်တော်တို့ Arsenal အသင်းကအဆင့်နှစ်မှာရောက်နေတယ်သို့တော့ Premier League လမ်းကြောင်းသူတို့အံ့သွားပြီအဆင့်လေးတွင်းအတွက်ကိုပဲသူတို့အိမ်မင်းထားရတော့မယ့်အချိန်ပေါ့နော်။ Man U အသင်းကတော့သူတို့အစိတ်14ကနေပြီးတော့သူတို့ရုန်းကန်လာဖို့အတွက်ကိုတော့ပိုစူးစမ်းမယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဒီပွဲမှာတော့ဒီနှစ်မှာကျွန်တော်တို့ဒဏ်ရာကြောင့်ရုန်းကန်နေရတဲ့တင်းထဲမှာ Man U လည်းပါတယ်။ Man U ရဲ့ဒဏ်ရာရလူစင်းရေးကိုလာကြည့်ကြည့်လိုက်တကယ်ကိုဒဏ်ရာလူစင်းတွေအများကြီးပြောမှာသူတို့ရဲ့ main ကစားသမားဖြစ်တဲ့ Ahmed Diallo ကဒဏ်ရာရစင်းနဲ့ပါသွားတယ်။ Arsenal အသင်းဘက်ကဆိုရင်လည်းဒါတိုက်စစ်မှုတွေအကုန်နဲ့တိုမီယာစုနာနေတယ်။အဲ့တော့ဒီနှစ်သင်းရဲ့ဖြစ်နိုင်ပွဲလူစည်းရင်းဆိုတာတည်းမဖြစ်မနေနီးပါသုံးနေရတဲ့လူစည်းရင်းကတော့ဒီအတိုင်းပဲဖြစ်လာလိမ့်မယ်အဲ့တော့မှအပြောင်းလဲအနေချင်းရှိမယ်ဆိုရင်တော့အာဆင်နယ်ဘက်မှာပန်ဝိုက်ဝင်ဆော့တာမျိုးပါမျိုးဒါတော့ပဲရှိနိုင်တယ်ပေါ့နော်ဒီနှစ်သင်းမှာတော့စောင့်ကြည့်ခြင်းစရာကောင်းတဲ့ကစားသမားအနေနဲ့တော့ Bruno Fernandes နဲ့Saki လို့ပဲပြောရမှာပေါ့နော်ကျွန်တော်တို့အာဆင်နယ်အသင်းဘက်မှာဆိုရင်တော့ Odegaard နဲ့ Merino တို့ကိုကျွန်တော်ကတော့စောင့်ကြည့်ခြင်းတယ်ကျန်တဲ့ကစားသမားတွေကတော့ပုံမှန်ခြေစွမ်းရှိနေပြီးသားဆိုရင်ပဲဂါနာချိုတို့ဒါလော်တို့ရဲ့မလိုလားအပ်ပဲနဲ့ဘောလုံးဖြုံးတိမှုတွေကမရှိရင်တော့ဒီပွဲကတကယ်ကိုကြီးကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်။ Man U နဲ့ Arsenal တို့ရဲ့တွေ့ဆုံမှုတိုင်းကအမြဲတမ်းလိုစိတ်ဝင်စားဖို့ကောင်းတယ်။အသင်းတွေရဲ့အခြေအနေဘယ်လောက်ပဲဂျိုင်နေပါစေဘယ်အသင်းကဘယ်လောက်ပဲအဆင်မပြေနေပါစေသူတို့နှစ်သင်းထိတ်တိုက်တွေ့ဆုံတဲ့ပွဲတိုင်းမှာကြည်ရကောင်းလေးရှိရပြန်ဆိုင်မှုပြင်းထန်လေးရှိတယ်။ပြီးတော့ fan base တွေကလည်းအရန်တောင့်တဲ့အတွက်ကြောင့် fan တစ်ဖက်ဘက်တွေကလည်းအမြဲတမ်းမြင်နေကြဖြစ်တယ်ဒီတော့ဒီတစ်ခေါက်ပွဲမှာလည်းပဲဒီလိုစိတ်ဝင်စားမှုတွေရှိနေအောင်ပါပဲပေါ့နော်အဲ့တော့ဒီပွဲကိုအာဆင်နယ်နိုင်သွားမလားမန်ယူနိုင်သွားမလားကျွန်တော်တို့စောင့်ကြည့်ဖို့တအားကောင်းပါတယ်ကျွန်တော်ခံမှန်းထားတဲ့ British score ကတော့1-1 or 1-2မန်ယူအသင်းကအာဆင်နယ်ကိုနိုင်မှုဆိုရင်တော့တော်တော်ရုန်းကန်လိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်အကယ်လို့ဒီပွဲမှာနိုင်သွားခဲ့ရင်တော့အာဆင်နယ်နိုင်လိမ့်မယ်လို့ထင်တယ်ဂိုးကတော့ပြတ်ဖို့မလွယ်ဘူးအဲ့တော့ကျွန်တော်1-1 or 1-2ပဲမှန်းထားတယ်တရေချနိုင်ကြရတော့ပုံများတယ်ကျွန်တော်ရဲ့ preview season လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကြည့်ရှုပေးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တင်ဆက်နေတဲ့ channel လေးတွေကိုသဘောကျတယ်ဆိုတာ like follow subscribe နဲ့ share လုပ်ပေးခြင်းအဖြစ်အကူအညီပေးခဲ့လို့ရပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ကြပါစေ